မင်္ဂလာပါဗျာနော်ဒီဗီဒီယိုမှာကျွန်တော်ကဏ္ဍတောင်းဆိုတဲ့မိတ်ဆွေရပါတော့ကျွန်တော်နင်းချုပ်လို့ရတဲ့ကဏ္ဍကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ပေါ့နော်အဲဒါကျွန်တော်ရတဲ့ site တွေကိုချုပ်ပြီးတော့ပေါ့နော်ရလာတဲ့ကဏ္ဍတွေကိုကျွန်တော်ပြပေးမှာနော်မင်္ဂလာပါဗျာနော်ကျွန်တော်ဒီဗီဒီယိုမှာနော်ကဏ္ဍထုတ်ပေးမှာနော်ကျွန်တော်ရတဲ့ site တွေကနေကျွန်တော်ကဏ္ဍထုတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်ကဲလိုက်ကြည့်အောင်နော်ဒီကျွန်တော်တင်ပေးထားတဲ့ site တွေကတော့ဒီဟာရှိတယ်ပေါ့နော်6ချိန်လက်သွဲ site တွေပေါ့နော်အပီးခွေတို့တဲ့အာမထွက်တို့ပြီးရင် break ပေါ့နော်နပင်ရှား break တို့နော်ထိတ်လေပိတ်ပေါ့နော်မလုံးပါရင်တို့နော်ကီးသွဲကီးအားနေပေါ့နော်ပြီးတော့ကျွန်တော်ကတော့စိတ်ချဆုံးနော် save လို့ပါနော်နည်းနည်းစိတ်ချရတဲ့ကဏ္ဍနေပဲကျွန်တော်ရွေးထုတ်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ရတဲ့ site ကနေကျွန်တော်မျက်ဝေပေးပါအောင်နော်ဒီမှာနော်6ချိန် site အနည်းချုပ်ကိုကျွန်တော်ပြပေးမယ်နော်ကျွန်တော်ပထမဆုံးနှစ်ခုနဲ့ညှိပြမယ်နော်ညှိပြမယ်ဆိုတော့ဘာနဲ့ညှိမလဲဆိုတော့ကျွန်တော်အပီးခွေ6လုံးက1 2 3 5 4 8လို့ရတယ်ဗောနော်ဒါလည်းသွဲဆိုင်ရနော်1 2 3 4 5 8အပီးခွေရှိတယ်ဗောနော်အဲ့ဒီအပီးခွေကဏ္ဍကိုကျွန်တော်တို့ခွေလိုက်မယ်ဆိုရင်ဒီကဏ္ဍတွေရှိတယ်ဗောနော်အပီးခွေကိုခွေလိုက်မယ်ဆိုရင်ဒီကဏ္ဍတွေရှိပါတယ်ဗောနော်ဒီမှာဗောနော်ဒီမှာဒီ1နဲ့5တော့ဗောနော်အဲ့ဒီအပီးခွေကဏ္ဍဒီဟာတွေရှိပါတယ်အဲ့ဒီအပီးခွေကနေပထမဆုံးခွေပြီးတော့နော်ဒီမှာနော်အပီးခွေပြီးလိုက်ပြီဗောနော်အပီးခွေပြီးလို့ရှိရင်ဗာနဲ့ညှိမလဲဆိုရင်မလုံးဝမပြတ်သေးတာဒီတဲ့အာမထွက်1နဲ့5ခွန်ဗောနော်တဲ့အာမထွက်1နဲ့5ခွန်ခွေမယ်ဗောနော်အဲ့ဒါကိုကျွန်တော်တို့ပေမှာအဲ့ဆိုဒီဟာဒီပေမှာ1နဲ့5ဒီတဲ့အာမထွက်1နဲ့ဗောနော်1 5 5ဒီနင်းနဲ့5ဗောနော်အဲ့ဒါတွေဒီပေမှာဗောနော်ပေမယ်ပြီးရင်ဘာနဲ့ထပ်ပေအောင်မလဲဆိုရင်မပြတ်သေးတဲ့ break နှမျိုးဟုတ်ပြီနော် break နော် break တွဲနည်းနှမျိုးမှာကျွန်တော်တို့ဒီဘုံတူ break က6 4တက်လို့ရတယ်ပထမတစ်ခုနော်ပထမ6 4တက်ဘုံတူ break နဲ့ပထမ6 4တက် break နဲ့ညှိမယ်ဗောနော်6 4တက် break ဒီမှာ6 6ခွန် break အတီးဗောနော်6 4တက် break နဲ့ကျွန်တော်တို့ပေမယ်ဗောနော်ပေမယ်ဆိုရင်ဒီကောင်ဒီ1နဲ့3ဒီပေတယ်ဗောနော်1နဲ့4တို့ဗောနော်ဒီမှာ1 3 4 1 3 8 1 5 4နော်1 3 3ဒီပေတယ်ဒီကဏ္ဍတွေပေတယ်ဗောနော်ဒီ6ပေတယ်နှစ်3 5လည်းပေတယ်နှစ်3 4ဒီ9 break ဒီကောင်နှစ်3 8ဒီ3 break ပေတယ်ဒီ1 break ဒီကောင်ပေမယ်ဒီ4 break နည်း3ပေဗောနော်ဒီကဏ္ဍတွေပေမယ်ဗောနော်ဒီကဏ္ဍတွေပေတယ်6 4တက် break နဲ့မငိတဲ့ကဏ္ဍတွေဒီမှာဒီကောင်1 break ဒီကောင်1 break နော်ဒီကောင်9 break ဒီကောင်4 break ဒီဟာပေမယ်ဟာ4 break ဒီဟာပေမယ်ဒီကောင်3 break ပေမယ်ဒီဟာ1 break ဗောနော်ဒီကဏ္ဍတွေကြံမယ်9 5 8ဗောနော်9 5 8တို့9 5 4တို့နော်3 3 8 3 8 8နော်3 4 4 3 3 5တို့ဗောနော်ပြီးရင်ဒီမှာ2 4 8နော်2 5 1 2 3 4 1 5 8ဗောနော်ဒါပေမယ်ပြီးရင်1 3 5 1 2 8အဲ့ဒီကဏ္ဍတွေကြံမယ်ဗောနော်ဒီမှာကျွန်တော်တို့6 4တက် break နဲ့နော်6 4တက် break နဲ့ပယ်ပြီးတော့ရှင်ဒီမှာဒီကဏ္ဍဒီနေ့4 6 8 10 13လုံးကြံတယ်ဗောနော်ဒီကဏ္ဍ13လုံးကိုကျွန်တော်တို့ဗာနဲ့ထပ်ညှိမလဲဆိုရင်နော်ပထမဆုံးအပီးခွေကဏ္ဍညှိလိုက်တယ်နော်ခွေလိုက်တယ်ဗောနော်အပီးခွေကနေကျွန်တော်တို့ဒီတဲ့အာမထွက်နဲ့ပယ်လိုက်တယ်ပယ်ပြီးရင်ဒီကျွန်တော်တို့ဒီ6 4တက်နဲ့ပယ်တယ်ဗောနော်နောက်ပြီးတော့ဗာထပ်ပယ်မလဲဆိုတော့ပယ် break ဗောနော်ပယ် break နော်6 6ခွန်လို့ရတယ်ဗောနော်6 6ခွန်ပယ် break 3လုံးဒီမှာပြတ်သေးဘူးနော်အဲ့ဆိုရင်ကျွန်တော်တို့ဒီ1 3 5ဒီ9 break 1 4 4ဒီ9 break 2 3 4ဒီ9 break ဗောနော်3 8 8ဒီ9 break ဗောနော်အဲ့ဒီ break 9ဒီပေတယ်ဗောနော် break 9 1 4 9ဆိုတော့ break 9ပေတော့ဒီကောင်ဒီပေတယ်ဗောနော်ဒီဟာဒီပေတယ်73လုံးမှာ73လုံးပဲကြံမှာဗောနော်6လုံးဗောနော်6လုံးကြံမှာဗောနော်ဒီမှာကျွန်တော်ဒီ6 6ခွန်ပေလိုက်တယ်နောက်တစ်ခါအားတာမယ်ဆိုတဲ့ကဏ္ဍဒီမှာ break က6 4တက်နဲ့
6 5 4 3နဲ့မှာဘုံတူဘရိတ်နောက်ဆုံးတစ်လုံးကျန်တယ်ဘရိတ်4တစ်လုံးပေါ့နော်အဲဘရိတ်4တစ်လုံးပဲကျန်မယ်ဆိုရင်ကျွန်တော်ဘယ်ကဏ္ဍနဲ့ကျန်မလဲဆိုရင်တင်းနေရှိဒီအရန်နဲ့မှာပါသွားမယ်တင်း5ချက်ကဘရိတ်4ပေါ့နော်ပြီးရင်နစ်5လေးရဲ့ဘရိတ်1ဆိုတော့အရန်နဲ့ပါသွားမယ်နစ်4ရှိမယ်နော်နစ်4ရှိဒီဘရိတ်4ပြီးရင်3 3 5ဒီဘရိတ်1ပေါ့နော်ဒီကောင်ဒီအရန်3 4 4ဒီဘရိတ်1ဒီအရန်3 3 8ဒီဘရိတ်4 5 5 4ဒီဘရိတ်4ပေါ့နော်5 5 8ဒီဘရိတ်1ဆိုတော့အရန်ပေါ့နော်အဲ့ဒီကနန်းကိုလုံးထဲမှာနော်ဒီတင်းနေရှိတို့တင်း5 8နော်ဒီကောင်လေးကိုပါနဲ့ထပ်ငိမလဲဆိုတော့ကျွန်တော်ဒီထိတ်အလေပိတ်နေငိမှာပေါ့နော်ကျွန်တော်ထိတ်အလေပိတ်နေငိမယ်ဆိုရင်ဒီမှာတင်းနေရှိတင်း5 8နှစ်5 4နှစ်4 8 3 3 5 3 4 4နော်3 3 8 5 5 4 5 8 8ကိုထိတ်လေပိတ်နော်ဒီမှာထိတ်ဒီ5ခွန်3 8အလေထိုင်ဒီ5ခွန်8 3ရဲ့အပိတ်ဒီ5 6ခွန်4ပေါ့နော်ဒီဟာကိုကျွန်တော်တို့ထိတ်လေပိတ်နဲ့ပြန်စီမယ်ပေါ့နော်ဒီရရတဲ့ကဏ္ဍပေါ့နော်ဒီချန်တဲ့ကိုလုံးကိုထိတ်လေပိတ်နဲ့ညှိလို့ရှိရင်5 5 4တဲ့တကွဲ့ပဲကြံပါတယ်ပေါ့နော်ထိတ်လေပိတ်ညှိတာဒီ5 5 4ပဲကြံမယ်ပေါ့နော်ဒီ1နှစ်ချစ်တို့ဒါဒီ1နှစ်5 4နှစ်4ချစ်တို့စိုက်နေတဲ့ရင်တာတော့မရှိလို့ရံပေါ့နော်ဒီတကွဲ့5 5 4ပေါ့နော်ဒီမှာ break 4ဒီနှစ်4 8ရှိမယ်ပေါ့နော်နှစ်4 8ရှိမယ်ငါ3 3 8ပေါ့နော်3 3 8ရှိမယ်ဒီမှာ break 1 break 1 5 8ပေါ့နော်1 5 8ဆိုတဲ့ break 4ဟုတ်ပြီနော်ဒီ break လေးတွေရှိမှာနော်ဒီအပီးခွေစိုက်ကနေရတဲ့ကဏ္ဍဒီ4ကိုဒီ4လုံးရှိတယ်ပေါ့နော်3 3 8 5 5 4နှစ်4 8 3 3 8 1 5 8ပေါ့နော်ဒီကဏ္ဍတွေရှိတယ်ပေါ့နော်ဒီကဏ္ဍဒီတဲ့ကွက်အနေနဲ့ပဲကစားပါပေါ့နော်အဲ့ဒီကနေပေါ့နော်5 5 4နှစ်4 8ဒီကောင်ကိုကျွန်တော်တဲ့ကွက်နဲ့ပြန်စီပေးမယ်နော်ပြန်စီပေးမယ်ဆိုရင်ငါးငါးလေးရတော့ main ပါနော် main တကွက်နော်တကွက်တည်းပဲကစားရှင်ငါးငါးလေးရနော်ဒီ site ရပါနော်နှစ်4 8ကိုဘယ်လိုကစားမလဲဆိုတော့နှစ်8 4လို့တဲ့ကစားမယ်3 3 8ကို3 3 8လို့ပဲတဲ့ကစားမယ်1 5 8ကို5 8 1လို့တဲ့ကစားမယ်ပေါ့နော်တဲ့4ကွက်ပေါ့နော်ဒီတဲ့4ကွက်ဟုတ်ပြီနော်ဒါတရက်4လ26 6ချိန်နော်6ချိန်ကဏ္ဍတောင်းဆိုတဲ့မိတ်ဆွေတွေကတော့ဒီ4ခွက်ကစားပါနော်ပြီးရင်ကျွန်တော်ဒီထိတ်လေပိတ်နဲ့နော်ဒီထိတ်လေပိတ်နဲ့ကဏ္ဍ4လုံးနော်ဒီထိတ်လေပိတ်ဒီကဏ္ဍခွေပြီးတော့ကျွန်တော် break 4တကွက်နဲ့ကစားမယ်ပေါ့နော်ဘာလို့လဲကျွန်တော် break 4တကွက်ကစားမယ်နော်အဲ့ဒီ break 4တကွက်ကစားမယ်ဆိုရင်ထိတ်လေပိတ်ဆိုင်ပေါ့နော်ထိတ်လေပိတ်ထိတ်လေပိတ်ဆိုင်နဲ့ကစားမယ်ဆိုရင် break 4တလုံးတည်းထိတ်လေပိတ်နဲ့ break 4တလုံးကစားမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီဘယ်ကဏ္ဍရှိမလဲဆိုတော့5 5 4တယ်နော်5 5 4ဒီတဲ့ခွန်3မြခွန်ဒီတဲ့3 5 6ဒီတဲ့3ခွန်4ဒီတဲ့8 3မြ6ဆိုတဲ့ break 4ကဏ္ဍနေရှိပါတယ်ဗောနော်ဒီဟာတွေကတော့ထိတ်လေပိတ်ကနေ break 4တလုံးကိုငှင်းလိုက်တာ5 5 4ခွန်3မြခွန်3 5 6 3ခွန်4 8 3မြ6ဗောနော်ဒါထိတ်လေပိတ်ဆိုင်ဗောနော်ဒီထိတ်လေပိတ်ဆိုင်နဲ့ကျွန်တော်ဒီအပီးခွေစိုက်ပါနော်အပီးခွေစိုက်တစ်လို့ထားလိုက်မယ်နော်စိုက်တစ်ပြီးရင်ဒီထိတ်လေပိတ်ကစိုက်နေပါနော်ဒီစိုက်တစ်မှာ9 5 4 2 8 4 3 3 8 5 8တစ်ရပါတယ်เนาะထိတ်လေပိတ်နဲ့ break 4ငင်းလိုက်တာ9 5 4 9 9 9ဒီကဏ္ဍတွေရှိတယ်ပေါ့နော်အဲ့ဒီမှာဘုံတူပေါ့နော်ဘုံတူကတော့9 5 4တဲ့တကွက်ပေါ့နော်5 5 4တဲ့တကွက်ဒီဘုံတူဖြစ်ပါတယ်ပေါ့နော်အဲ့ဒီကဏ္ဍနဲ့မှာမိတ်ဆွေတို့ကတကွက်ကောင်းတောင်းဆိုမယ်ဆိုတဲ့မိတ်ဆွေတို့ဆိုကျွန်တော်အနေနဲ့ကဏ္ဍရွေးပေးမယ်ဆိုရင်9 5 4နဲ့3 5 6ပေါ့နော်9
954နဲ့356ရဲ့83က6ပေါ့နော်ဒီတဲ့3ကွက်ပဲထိုးပေါ့နော်ကျွန်တော်ကိုတောင်းဆိုရင်တော့954ရဲ့356ရဲ့83က6ပေါ့နော်83က6ဆိုတော့တဲ့3ကွက်ကိုကျွန်တော်ပို့ပြီးတော့အားတာပါတယ်ပေါ့နော်ဒီကဏ္ဍတွေမကြိုက်တော့မှနည်းနည်းပါးပါးရရင်ရမှာဗျာနော်လုံးဝဒီ3ကွက်ကတော့အကောင်းဆုံးပေါ့နော်954 356 83က6ကို main တင်ထိုးကြပါဗျာနော်ကျွန်တော်ကိုကဏ္ဍဆောက်တယ်ဆိုတဲ့မိတ်ဆွေနော်ကျွန်တော်ပြပြလိုက်ပြီဗျာနော်ဒီကဏ္ဍမှာကျွန်တော်ပြလိုက်တဲ့ချုပ်လို့မှာဒီကဏ္ဍ3ခွက်ဒီအားတာတယ်ပေါ့နော်ဟုတ်ကဲ့အားလုံးပဲထောက်ကူရပါစီဗျာနော်ထောက်ကူရပါစီဗျာနော်အားလုံးကွက်လက်ပါဗျာနော်โอเคဒါကတော့ကျွန်တော်နစ်ချုပ်လို့ရတဲ့ site ပေါ့နော် site 1နဲ့ကျွန်တော်အပီးခွေ site နဲ့ဗရိတ်4သလုံးနဲ့ညှိလိုက်တဲ့ကဏ္ဍတွေပေါ့နော်ပြီးရင်ထိတ်လေပေးနဲ့ညှိလို့ရတဲ့ကဏ္ဍနော်အဲ့ဒီနှစ်ခုကနေရတဲ့ main 3ကွက်ပေါ့နော် main 3ကွက်ကိုပဲပို့ပြီးတော့နော်ကဏ္ဍမရတဲ့ထင်လို့ရှိရင်ဒီ main 3ကွက်ပဲဒဲထိုးပါပေါ့နော်အဲ့ဒါစိုက်နေတဲ့ရင်နော် channel ကို like subscribe share လေးလုပ်တော့မယ်နော်အားလုံးပဲတရက်4လ2026မှာ6ချိန်မှာကန်ဆက်ကြပါစေဗျာနော်အားလုံးကုတ်လက်ပါဗျာနော်ပြပြလိုက်ပြီဗျာနော်